အားလုံးပဲမင်္ဂလာပါရှင်တင်စာဟောရာ channel လေးကနေစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဘလော့လောကအကြောင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။နောက်မစင်ခင်မှာ channel လေးကို like and subscribe လုပ်သားပေးဖို့နဲ့ဘေးနားမှာရှိတဲ့ notification လေးကိုနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်။တင်ဆက်တူတင်စာပဲဖြစ်ပါတယ်။ညဦးပိုင်းကလေးကတိမ်တိုက်တွေကမှောင်မဲနေပြီးကောင်းကင်တစ်ခုလုံးအုံမိုင်းနေခဲ့တယ်။လမ်းဘက်ဆက်တွေခက်ခဲလွန်လာတယ်။မြမပြည်ထက်ပိုင်းကညောင်ချီတော့ဆိုတဲ့ရွာကလေးကိုဆီယာမတင်လေးနန်းအိမ်ကျော်ရောက်ရှိလာချိန်မှာတော့မိုးကတဖွဲဖွဲစတင်ရွာတွန်းနေပြီဖြစ်တယ်။ရွာဝဲမှာရှိတဲ့တတန်းရင်ညမင်းကြီးမှာလေတိုးတန်ကြောင်တရှဲရှဲနေမြည်ဟင်းနေပြီးတေကိုင်းချောင်များကလက်သေးရှိကြီးများတစ်ဖွဲကောင်းကင်ကိုထိုးထွက်နေတယ်။နန်းအိမ်ကျော်ဟာမိမိရဲ့ခီးဆောင်အိတ်ကိုတင်းတင်းဆုပ်ကန်ရင်သူမနေရမယ်ဝင်းနေအရာကိုဥတီလျှောက်လာခဲ့တယ်။ဒါပဲလားရှင်။သူမရှိမှမြင်တွေ့နေရတဲ့အိမ်မှာနှစ်ထပ်ပြင်အောင်အိမ်အိုကြီးတစ်လုံးဖြစ်တယ်။အိမ်ရှိမှာခြုံတဲ့ပိတ်ပေါင်းများကထူထပ်စွာပေါရောက်နေပြီးအိမ်မော်တက်ကပြတင်းပေါက်တစ်ခုမှာပက်တာပြုတ်ကလေးတိုင်တိုင်းကျွေနဲ့အတန်မြင်နေတယ်။အိမ်ရှိမှာရွာလူကြီးနဲ့အတူစောင့်ကြိုနေတယ်။ကျောင်းဆောင်ဦးလေးကြီးကသူမကိုထူဆန်းတဲ့မျက်လုံးများဖြင့်စိုက်ကြည့်နေတယ်။ဟုတ်တယ်ဆရာမလေးဒီအိမ်ကကျောင်းနဲ့လည်းနီးတယ်။အရင်ကလည်းဆရာမတွေနေခဲ့ကြတာပဲ။ဒါပေမဲ့ညဘက်ဆိုရင်တော့တကားကိုတေချာပိတ်ပေါ့ဗျာ။ဦးလေးကြီးရဲ့စကားဆုံးမှာလျှက်စီးတစ်ချက်ဝင်းခနဲ့လက်သွားတယ်။အဲ့ဒီခဏမှာပဲနန်းအိမ်ဒရာဟာအိမ်မော်တဲ့ရဲ့မောင်မဲနေတဲ့ပြတင်းပေါက်ကြားမှာအစိမ်းရောင်ဝစ်စုံဝတ်ထားတယ်။အမျိုးသမီးတအုပ်ရဲကြည့်နေတယ်လို့ခံစားရတဲ့ဖြစ်ကိုလေးတုံခွနဲ့ဖြစ်သွားတယ်။ဆီယမဘာဖြစ်လို့လဲ။ဟိုအပေါ်မှာတယောက်ရှိနေသလားလို့ပါ။ဆီယမလက်ညှိုးညွှန်ရကိုလူကြီးနှစ်ယောက်လုံးလှည့်ကြည့်လိုက်ကြတယ်မေ။ဘယ်သူမှရှိမနေပါဘူး။အိမ်ပေါ်ထဲမှာမောင်အလေးကြနေစေ။နန်းအိမ်ဒရာအိမ်ထဲကိုဝင်လာခဲ့တယ်။အိမ်ထဲမှာဖုန်းထဲနဲ့စိုးထိုင်းတဲ့အနှံများကနှာခေါင်းထဲကိုစုခနဲ့တိုးဝင်လာတယ်။သူမအတွက်ပြင်ဆင်ပေးထားတဲ့အခန်းမှာအပေါ်ထဲမှာရှိပြီးလေကားတင်များကတက်လိုက်တိုင်းကြီးနဲ့မြင်နေတယ်။အဲ့ဒီညကမိုးတဲထန်စွာရွာတွန်းနေပြီးမိုးကြိုးတံများကကဘာပြက်မတက်ဟင်းဟောင်းနေတယ်။နန်းအိမ်ဒရာတယောက်အိပ်ပျော်ရန်စူးစမ်းနေစင်မှာပဲ။လေကန်ထဲမှာထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်။ကြောက်တင်မုံပေါ်မှာမြေရွေးဖြစ်ရေးနေတဲ့အတန်မျိုးသူမအသက်ရှူအောင်ကနာဆွင့်နေမိတယ်။အဲ့ဒီချိန်မှာပဲသူမအိတ်ခမ်းတကားအောက်ခြေကနေအေးဆက်ဆက်အစိမ်းအောင်အရေးများတဖြည်းဖြည်းစီးဝင်လာတာကိုမြင်လိုက်ရတယ်။အဲ့ဒီအရေးထဲမှာပုတ်စော်နေလာတဲ့အနံဆိုးကြီးကအခန်းတစ်ခုလုံးကိုဖုံးလွှမ်းသွားတော့တယ်။နန်းအိမ်ဒရာကြောက်တဲ့တကြားနဲ့ထိုင်ကြည့်နေစင်မှာပဲသူမရဲ့ကရင်အောက်ခြေကနေဖြူဖြောပြီးသွေးကြောစိမ့်တွေထောင်နေတဲ့လက်တစ်ဖက်ကဖြည်းဖြည်းချင်းထွက်လာပြီးသူမရဲ့ခြေဘဝကိုအေးဆက်စွာဆုပ်ကိုင်လိုက်ပါတော့တယ်။နန်းအိမ်ဒရာခြေထောက်ကိုအဆွဲခံလိုက်ရတဲ့အတိနဲ့အတူအလန်တကြားအော်ဟစ်ပြီးရုန်းကန်လိုက်မိတယ်။သူမရဲ့အော်ရန်ကမိုးရံတွေကြားထဲမှာပျောက်ကွယ်နေပေမဲ့ကိုယ်တိုင်ကတော့ရင်ပတ်ထဲမှာတုံးရင်နေပြီးချက်ချင်းသလိုကရင်ဘေးကတမီကိုလှမ်းဖွင့်ပြီးကရင်အောက်ကိုထိုးကြည့်လိုက်တော့ဘယ်သူမှရှိမနေပါဘူး။နန်းရဲ့အောက်ခြေမှာအစိမ်းရောင်အရည်တွေစီးဝင်လာခဲ့တယ်လို့ထင်ခဲ့တာတွေဟာလည်းဘာမှမရှိပဲခြောက်တွေနေစေ။ငါစိတ်ချောက်ချနေတာဖြစ်မှာပါကိုအားပေးရင်အသက်ကိုပြင်းပြရှူလိုက်ရတယ်ဒါပေမဲ့သူမရဲ့ခြေဘဝမှာတော့အစ်ဆက်အထီတွေကအခုထိတန်ရှိနေတော့မှာပဲအဲ့ဒီညကနန်းအိမ်ဒရာတယောက်မိကိုလုံးဝမပေးရဲပဲမိုးလင်းကနေမှမိခနဲ့အိပ်ပျော်သွားခဲ့တယ်နောက်တနေ့မနေ့မှာတော့ကျောင်းစားဖွင့်ရမယ့်ရက်မို့သူမအမြန်ပြေးစင်ပြီးအောက်ထက်ကိုဆင်းလာခဲ့တယ်လေကားတစ်တွေကနေခင်းဘက်မှာတော့မှောင်ရိပ်တန်းနေပြီးအေးစိမ်နေတော့မယ်လေကားချီရင်ကိုရောက်ခါနေမှာတော့သူမခြေလမ်းနဲ့ရုတ်တရက်တန်ခနဲ့ဖြစ်သွားရတယ်လေကားရဲ့နောက်ဆုံးအထစ်ပေါ်မှာလက်ဆက်တွေးဆက်လေးတွေကြားနေတာကိုတွေ့လိုက်ရလို့ပါတွေးဆက်တွေကတစ်ဆက်ချင်းစီတန်းပြီးအင်ရှင်တကားဘက်ကိုဦးတည်သွားနေတယ်နန်းအိန္ဒြာကြောက်လန့်နေပဲအဲ့ဒီတွေးရတွေကိုလိုက်ကြည့်မိတော့တွေးရတွေကအင်ရှင်တကားမှတင်ရဲမသွားပဲတကားမကြီးပေါ်မှာဆီယာမဆိုတဲ့ဇလုံးကိုလက်နဲ့ရေးချစ်ထားသလိုမျိုးပုံဖော်နေတာကိုမြင်လိုက်ရတယ်ဆီယာမလေးအစင်ကြီးရဲ့လားရုတ်တရက်အိမ်ပြင်ကခေါ်ရန်ကြောင့်နန်းအိန္ဒြာလမ်းဖြတ်သွားပြီးလှည့်ကြည့်လိုက်တော့ကျောင်းသားဦးလေးကြီးဖြစ်နေတယ်ဟိုဦးလေးဒီမှာတွေးရီသူမလက်ညှိုးညွတ်ပြပြီးပြောလိုက်ပေမဲ့ဦးလေးကြီးကမျက်မှောင်တိုးပြီးကြည့်တယ်။ဘဲမလဲဆီယမလေးရဲ့ဘာတွေးမှလည်းမရှိပါဘူး။နဲအိန္ဒြာပြန်ကြည့်လိုက်တဲ့အခါခုနကတွေးခဲ့တဲ့တွေးဆက်တွေရောတကားပေါ်ကစာရပါလုံးဝပြတ်ကွယ်နေပြီ။သူမမျက်လုံးတွေကိုတော့မယုံနိုင်အောင်ဖြစ်သွားရတယ်။ဒါဘယ်လိုဖြစ်နိုင်မှာလဲ။နေအောင်ဆီယမလေးမျက်နှာကလည်းမကောင်းဘူး။ညကကောင်းအိတ်မပြောဘူးထင်နေ။ဒီအိမ်ကလူမနေတာကြတော့အငွေ့တက်ကနည်းနည်းလေးတယ်ဗျ။ကဲចောင်းသားဖို့ပြင်တော့လေကလေးတွေစုံနေပြီ။နန်းအိန္ဒြာစိတ်ထဲမှာမတင်မကြနဲ့ပဲကျောင်းဘက်ကိုထွက်လာခဲ့တယ်။ကျောင်းဆောင်ကြီးကတသားအိုကြီးဖြစ်ပြီးမြင်ရတာနဲ့တင်ရင်ထဲမှာလေးလံမှုကိုခံစားရစေတယ်။အတန်းထဲကိုရောက်တော့ကလေးတွေကိုလူစင်းခေါ်ဖို့စာအုပ်ကိုဖွင့်လိုက်တယ်။မောင်လာဝင်းရှိပါတယ်ဆရာမ။မေသက်ရှိပါတယ်ဆရာမ။တယောက်ချင်းစီခေါ်ရင်းနဲ့အတဲနောက်ဆုံးကိုလှမ်းကြည့်မိလိုက်တဲ့အချိန်မှာတော့နန်းအိန္ဒြာရဲ့ရင်ခုန်နှံတွေရက်တက်မတက်ဖြစ်သွားရတယ်။အတန်းရဲ့အစွန်ဆုံးတောက်တောက်ခုန်နှံလေးမှာအစိမ်းရောင်ဝစ်စုံဝင်ထားတဲ့မင်္ဂလိတယောက်ခေါင်းငိုက်ဆိုင်ချထားပြီးထိုင်နေရကိုတွေ့လိုက်ရလို့ပါပဲသူမရဲ့လက်သေးတွေကဖြောဖြောနေပြီးဇပွဲကုံပေါ်မှာတင်ထားတဲ့လက်နှစ်ဖက်က
တွေးကြောစိတ်နေထောင်နေတယ်။နန်းအိန္ဒြာတွေကိုခက်ခဲစွာမျိုးချရင်လူစရင်ကိုပြန်ကြည့်လိုက်တယ်။ဒီတန်းထဲမှာကျောင်းသား20ရှိရမှာအခုငါခေါ်နေတာ19ယောက်မြောက်ပဲရှိသေးတယ်။ဒါဆိုနောက်ကကလေးကဘာလို့လဲ။နန်းအိန္ဒြာဇောချွေးတွေပြန်လာရင်းနဲ့နောက်ဆုံးအမိကိုခေါ်လိုက်တယ်။နန်းရင်အဲ့ဒီနာမည်ကိုခေါ်လိုက်တဲ့အချိန်မှာပဲအနောက်ဆုံးကအစိမ်းရဝေဆုံးဝေထားတဲ့မိန်းကလေးကကောင်းကိုဖြည်းဖြည်းချင်းမောကြည့်လာတယ်။သူမရဲ့မျက်နှာမှာမျက်လုံးနေရာကဗလာဖြစ်နေပြီးပါးစပ်ကနေတွေးပုတ်ရည်တွေစီးကြနေရင်ဆီယာမကျမကိုခေါ်လာတာထို့အတန်အဆက်ကြီးကြောင့်နန်းအိန္ဒြာလက်ထက်ကလူစင်းရင်စာအုပ်ဟာကျမ်းမြေမော်ကိုဘုံကနေပြုတ်ကျသွားခဲ့တယ်။တရန်လုံးသိမ့်စိတ်သွားပြီးကျောင်းသားအလုံးကနန်းအိန္ဒြာကိုကြောင်စီစီနဲ့ဝိုင်းကြည့်နေကြတယ်။ဆီယာမဘာဖြစ်လို့လဲယင်ရှေ့ဆုံးတန်းကကျောင်းသားလေးတယောက်ရဲ့မိကွန်းကြောင့်နန်းအိန္ဒြာသတိပြောင်းဝင်လာပြီးအတန်းတော်ဆုံးကိုအမြန်ကြည့်လိုက်တယ်။မရှိတော့ပါဘူး။ခုနကမြင်လိုက်ရတဲ့အစိမ်းရောင်ဝစ်စုံနဲ့မင်းကလေးဟာလေထဲမှာအည်ပြောသွားသလိုပျောက်ကွယ်သွားခဲ့ပြီးနောက်ဆုံးတန်းကနံပါတ်၄ခုံတန်းလေးမှာဘယ်သူမှမရှိပဲဟာလာဟင်းလင်းဖြစ်နေတယ်။ဟိုအနောက်ဆုံးခုံမှာဘယ်သူထိုင်လဲနန်းအိန္ဒြာအတန်တွေတုံးရင်စွာဖြင့်မေးလိုက်မိတယ်။ကလေးတွေကတယောက်မျက်နှာတယောက်ကြည့်ပြီးအဲ့ဒီခုံမှာဘယ်သူမှမထိုင်ပါဘူးဆီယာမအဲ့ဒီခုံကအမြဲတမ်းအလိုကြီးပဲလို့ပြန်ဖြေကြတယ်။နန်းအိန္ဒြာရင်ဘက်ကိုဖြေရင်စိတ်ကိုအတင်းချချတယ်။ငါမျက်စိတွေတကယ်ပဲမှားနေတာလား။တွင်းနေစင်မှာပဲသူမပြုတ်ကျသွားတဲ့လူစင်းရေးစာအုပ်ကိုကောက်လိုက်တဲ့အခါစာအုပ်ရဲ့နောက်ဆုံးစာမျက်နှာမှာနှင်းနှင်းဖြစ်ရေးသားထားတဲ့စလုံးတစ်ကြောင်းကိုတွေ့လိုက်ရတယ်။ငါခုံမှာငါထိုင်တာဘာဖြစ်လဲ။စလုံးတွေကမြင့်ချောက်ခြင်းမရှိပဲလက်လက်ဆက်ဆက်ကြီးဖြစ်နေတယ်။နန်းအိန္ဒြာကြောက်စိတ်ကိုအောင်ထားပြီးအဲ့ဒီနေ့စာတင်ချိန်ကိုခက်ခဲစွာကုန်လို့စေခဲ့တယ်။ညနေကျောင်းစင်းချိန်ကျောင်းသားဦးလေးကြီးကျောင်းပတ်လက်တန်းရှိလုံနေတာကိုတွေ့တဲ့အတွက်နန်းအိန္ဒြာအနာကိုချင်းကက်သွားခဲ့တယ်။ဦးလေးဟိုအတန်းထဲကနောက်ဆုံးနံပါတ်၄ခုံကြောင့်သိသလားယင်အဲ့ဒီခုံမှာဘယ်သူမှမထိုင်ကြဘူးလား။ဦးလေးကြီးကတပြက်စီးလဲနေရင်လက်ကရုတ်တရက်တုံခနဲ့ဖြစ်သွားတယ်။သူကဘေးဘီကိုဝဲဝဲကြည့်ပြီးအတန်ကိုတိုးတိုးလေးနှိမ်ကပြောတယ်။ဆီယာမလေးအဲ့ဒီခုံကိုသွားမထီးနဲ့လွန်ခဲ့တဲ့9နှစ်လောက်ကအဲ့ဒီခုံမှာထိုင်ခဲ့တဲ့ကျောင်းသူလေးတယောက်ရှိတယ်။သူကဆီယာမတယောက်ရဲ့အပြစ်မေးမှုကိုခံရပြီးကျောင်းတော်ဖေးကရေကန်ထဲမှာပြုတ်ကျသေးသွားတာအစိမ့်နေသေးသွားတာလေ။အဲ့ဒီကလေးကအဲ့ဒီခုံမှာဘယ်သူမှမထိုင်ရကြတော့ဘူး။နန်းအိန္ဒြာကြောရတဲ့အထိစိတ်ဝင်သွားပြီးအဲ့ဒီအချိန်ကဆီယာမကရောအခုဗမာလဲရင်အဲ့ဒီဆီယာမလည်းအဲ့ဒီဖြစ်ပြီးတိတ်မကြခင်မှာပဲဝင်တဲ့အိမ်ရထဲမှာထူးထူးဆန်းဆန်းကွယ်လွန်သွားခဲ့တဲ့ဆီယာမလေးလူတွေပြောတာတော့အဲ့ဒီကလေးမလေးကပြန်ခေါ်သွားတာတဲ့ဦးလေးကြီးရဲ့စကားကနန်းအိန္ဒြာလက်ရှိနေထိုင်နေတဲ့အိမ်အိုကြီးကိုဆိုလိုနေမှန်းသိလိုက်ရတဲ့အခါသူမအသက်ရှူရတယ်မှာပိုပြီးမွန်းကျက်လာတယ်အဲ့ဒီညမှာမိုးတဲ့လေပြင်းများပြန်လဲကြောက်လာပြန်နေနန်းအိန္ဒြာဟာအိတ်ခမ်းတကားကိုအတွင်းကနေတေချာကျိတ်ထိုးပြီးစောင်းကိုကောင်းမှုချိန်ကအိတ်နေမိတယ်တကောင်ရဲ့အချိန်ရောက်တော့အခါကျွီအိမ်မော်တဲ့အချမ်းမြေပေါ်မှာတစုံတယောက်လမ်းလျှောက်နေတဲ့ခြေတန်းအဲ့ဒီခြေတန်းဟာနန်းအိန္ဒြာရဲ့အိတ်ခမ်းတကားဝကိုတဖြည်းဖြည်းချင်းကပ်လာတယ်အဲ့ဒီနောက်ခြေတန်းကရက်သွားပြီးတောက်တကားကိုခောက်တန်ထွက်လာတယ်နန်းအိန္ဒြာတကိုယ်လုံးတုံရင်နေပြီးဘာမှမထူရဲပဲနေမိတယ်ဆီယာမအတန်းတိတ်ချိန်ရောက်ပြီးစာတင်ပေးပါအောင်အကွဲနေတဲ့ကလေးမလေးတဦးရဲ့အတန်းကတကားချမှတိုးဝင်လာတယ်အဲ့ဒီချိန်မှာပဲနန်းအိန္ဒြာရဲ့အိတ်ခမ်းတကားကျိတ်ဟာလည်းအပြင်ဘက်မှအားတစ်ခုပြည့်ဆွဲဖွက်ခိုင်းလိုက်ရတယ်လို့ကြီးခနဲ့ပွင့်သွားတော့တယ်နန်းအိန္ဒြာအမောင်ထဲမှာမျက်လုံးပြူးကြည့်လိုက်တဲ့အခါတကားဝမှာရစ်နေတာကကလေးမလေးမဟုတ်ပဲခေါင်းပြက်ကြီးကိုလက်ကကင်ထားတယ်အစိမ်းရောင်ဝစ်စုံနဲ့အမျိုးသမီးတဦးဖြစ်နေပါတော့တယ်နန်းအိန္ဒြာရဲ့အတန်အိုးထဲမှာအော်ရန်များဟာအပြင်ကိုထွက်မလာပဲလေကြောင်းထဲမှာတင်းတင်းဆိုနေခဲ့တယ်တကားဝမှာရစ်နေတဲ့အဲ့ဒီအမျိုးသမီးကြီးရဲ့လက်ထဲမှာခေါင်းပြက်ကြီးဟာနန်းအိန္ဒြာကိုစိုက်ကြည့်ရင်တွေးပြက်ဖွယ်ရပြုံးပြနေတယ်ဆီယာမခလေးတွေစောင့်နေတယ်လေအဲ့ဒီတန်ဟာအမျိုးသမီးရဲ့ပါးစပ်မှာထွက်လာတာမဟုတ်ပဲသူမလက်ထဲကကင်ထားတဲ့ခေါင်းပြက်ကြီးထံမှာထွက်ပေါ်လာခြင်းဖြစ်တယ်နန်းအိန္ဒြာကြောက်လန့်တကြားနဲ့ဂရင်ဘော်ကနေနောက်ဆုတ်လိုက်ရာနိုင်ရဲနဲ့ကြောကပ်သွားခဲ့တယ်သူမမျက်လုံးကိုတင်းတင်းမိတ်ပြီးဖျားစာကိုအထက်ထက်ယွနေပြီးတော့တယ်ခဏကြာမှတော့ပန်းဝင်းတစ်ခုလုံးပြန်လည်သိမ့်စိတ်သွားတယ်နန်းအိန္ဒြာမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တဲ့အခါတကားကပွင့်လျက်တာရှိနေပေမယ့်ဘယ်သူမှရှိမနေတော့ပါဘူးဒါပေမဲ့အခန်းထဲမှာတော့တွင်းညီနဲ့မြေကြီးနိုင်မြကထုံမွန်းကြံရခဲ့တယ်အဲ့ဒီခါလေလူတွေကိုတိုးဝင်လာတဲ့အတန်တန်ကျောင်းတော်ကြီးစီမှာထွက်ပေါ်လာတယ်စတင်ခေါင်းလောင်းတန်ဖြစ်တယ်ညတော်ကောင်ရဲမှာဘသူကခေါင်းလောင်းသိနေတာလေနန်းအိန္ဒြာဟာကြောက်စိတ်ကိုစူးစမ်းလိုစိတ်နဲ့အနိုင်ယူကပြည်ရင်းပေါင်းမှကျောင်းဘက်ကိုလှမ်းကြည့်လိုက်တယ်မိုးဝဲများကြားမှာမြင်နေရတဲ့ကျောင်းဆောင်ဟောင်းကြီးဟာမှောင်မဲနေပေမဲ့မြောက်ခမ်းဘက်မှာဝေရောအလျံတစ်ခုထွက်ပေါ်နေတယ်ခေါင်းလောင်းတန်မှာအဲ့ဒီနေရာကနေလာခြင်းဖြစ်တယ်တယောက်ရအကူကြီးလိုနေလားမသိဘူးနန်းအိန္ဒြာစိတ်ထဲမှာပြုတ်ဆုံးသွားတယ်ကျောင်းသားလေးကိုသတိရသွားပြီးဓမီကိုစုပ်ကိုင်းကအိမ်ပေါ်ကနေဆင်းလာခဲ့တယ်အိမ်ရောက်ထက်ရောက်တဲ့အခါခွေးမြကဥမနေကြပဲအိမ်ရောက်မှာဝက်ကသုံးရင်နေကြသည်ကိုထူးဆန်းစွာတွေ့ရတယ်ကျောင်းဝင်းထဲကိုခြေချလိုက်တာနဲ့လေထုကပုံမအေးစိမ့်လာတယ်မြေရောက်ခန်းတကားဝါကိုရောက်တဲ့အခါခေါင်းလုံးတဲ့ဟာရက်သွားတယ်နန်းအိန္ဒြာဓမီဖြည့်ထိုးကြည့်လိုက်ရ
မြေရောက်ခန်းလေကားထင်များပေါ်မှာအစိမ်းရောင်ထမိန်စားတစ်ခုညင်းနေရကိုတွေ့လိုက်ရတယ်။သူမမြေရောက်ခန်းထဲကိုဖြည်းဖြည်းချင်းဆင်းသွားမိတယ်။အဲ့ဒီနေရာဟာရခင်ကပစ္စည်းဟောင်းများထားတဲ့ဂိုဒေါင်တစ်ခုဖြစ်ဟန်တူတယ်။ဓမီအလျာအောက်မှာဖုံထူနေတဲ့စပွဲဟောင်းများကလထိုင်အကျိုးများကိုမြင်နေရတယ်။ရုတ်တရက်ဓမီအလင်းကနိုင်ငံတောက်မှရှိတဲ့တတားကြီးတစ်လုံးပေါ်ကိုကြောက်သွားတယ်။အဲ့ဒီတတားကြီးဟာတဖြည်းဖြည်းလှုပ်ရှားလာပြီးအတွင်းဘက်မှလက်သေးများဖြင့်ကုတ်ချစ်တန်းများထွက်ပေါ်လာတယ်။ဖဲတို့လေနန်းအိန္ဒြာအတန်တော်ဖြစ်မေးလိုက်တယ်။တစ်တာအဖုံဟာဖြည်းဖြည်းချင်းပွင့်လာပြီးအတွင်းမှထွက်လာတာကပျောက်ဆုံးနေတဲ့ចောင်းသားလေးမဟုတ်ပဲအသားများအပိုင်းပိုင်းပြက်နေတယ်။အမျိုးသမီးလက်တစ်ဖက်ဖြစ်နေတယ်။အဲ့ဒီလက်ကနန်းအိန္ဒြာရဲ့ခြေထောက်ကိုလှမ်းဖက်ရန်ကြိုးစားတယ်။နန်းအိန္ဒြာလမ်းဖြတ်ပြီးအနောက်ကိုဆုံးလိုက်စင်မှာပဲသူမရဲ့အနောက်မှာအေးဆက်ဆက်အထီးတွေတစ်ခုကိုခန်းစားလိုက်ရတယ်။ဆီယာမမြေရောက်ခန်းထဲမှာဘာလာလောက်တာလဲ။နားထဲကိုတိုးဝင်လာတဲ့အတန်းကြောင့်နန်းအိန္ဒြာတုန်တက်သွားတယ်။သူမလှည့်ကြည့်လိုက်တဲ့အခါကျောင်းဆောင်ဦးလေးကြီးဖြစ်နေတယ်။ဒါပေမဲ့သူ့ရဲ့မျက်လုံးများဟာရခင်ကနဲ့မတူပဲနေမြန်းကကြောက်မဲ့ဖွယ်ကောင်းနေပြီးသူ့လက်ထဲမှာတွေးမြပေးချမ်းနေတယ်။ပစိန်တလက်ကိုကင်ထားပါတော့တယ်။ဦးလေးလက်ထဲကပစိန်ကဘာလို့ဖို့လဲ။နန်းအိန္ဒြာအတန်ကတုံရင်နေပြီးနောက်ကိုတဖြည်းဖြည်းစုံမိတယ်။ဦးလေးကြီးကသူမကိုစူးစိုက်ကြည့်နေရမှရုတ်တရက်ရေရန်တော့ကဖြေလာတယ်။တတဟောင်းတွေကိုဖျက်မလို့လေဆီယာမလေးရဲ့ဒီချိန်ကြီးမြေရောက်ခင်းနဲ့ဆင်းလာကအန်ဒီရဲ့များတယ်နော်အပေါ်ပြန်တက်တော့သူစကားကရိုးရိုးတတလို့ရှိပေမယ့်နင်းမြန်းနေတဲ့မျိုးလုံးတွေနဲ့တွေးဆိုးနေတယ်လို့ထင်ရတဲ့ပစိန်ကနန်းအိန္ဒြာကိုတန်တရားဝင်စေတယ်။သူမဘာမှပဲမပြောပဲမြေရောက်ခန်းထဲကနေအမြန်ပြေးထွက်လာခဲ့တော့တယ်။အိမ်ကိုပြန်ရလို့တကားချိတ်ပေးပြီးမှအသက်ကိုဝဝရှူနိုင်တော့တယ်။နောက်တနေ့ကျောင်းတက်ချိန်မှာတော့နန်းအိန္ဒြာဟာမင်းညကမြင်တွေ့ခဲ့ရတဲ့မြင်ကွင်းတွေကြောင့်စိတ်မတည်မငြိမ်ဖြစ်နေမိတယ်။အတန်းထဲမှာစာတင်နေရင်းနဲ့ကျောင်းသားတဦးဖြစ်တဲ့ကိုပါကောင်းဟာကျောင်းဝင်းထဲကိုရောက်လာပြီးသူမကိုတီးတဲ့စကားပြောခြင်းလို့ဆိုလာတယ်။ဆီယမလေးဒီကျောင်းမှာတခုခုထူးခြားတာမျိုးတွေ့လား။ကိုပါကောင်းကပတ်ဝန်းကျင်ကိုဝဲဝဲကြည့်ရင်တူတူလေးမေးတယ်။နန်းအိန္ဒြာကသူများကြုံတွေ့ရတာတွေကိုအချင်းချင်းပြပြလိုက်တဲ့အခါကိုပါကောင်းရဲ့မျက်နှာကပိုပြီးပြင်းရင်းသွားတယ်။ဒါဆိုဆီယမလေးမြင်နေရတာဆီယမနှင်းမဖြစ်ရမယ်။သူကလွန်ခဲ့တဲ့9နှစ်ကဒီကျောင်းမှာပဲတာဝန်ကျခဲ့တာ။တနေ့ရောသူဟာအစိမ်းရောင်ရင်ပေါ်အင်ဂျင်နဲ့ထမိန်လေးဝစ်ပြီးကျောင်းလာရင်နဲ့လူမတိတူမတိပျောက်ဆုံးသွားခဲ့တာ။နောက်မှသိရတာကသူဟာမတော်တဆအစိမ်းတွေတည်ဆုံးသွားခဲ့တာပဲ။ဒါပေမဲ့သူ့အလောင်းကိုဘယ်သူမှရှာမတွေ့ခဲ့ကြဘူး။နန်းအိန္ဒြာကြီးနဲ့ထိတ်ကနေဖြစ်သွားတယ်။ဒါဆိုအခုကျမနေတဲ့အိမ်ကရောဟုတ်တယ်။အဲ့ဒီအိမ်ကဆီယာမနဲ့နောက်ဆုံးနေသွားတဲ့အိမ်ပဲ။အခုဆီယာမလေးစီမှာအစိမ်းရအဝိစာတွေရှိလား။နန်းအိန္ဒြာကောင်းကပြလိုက်တယ်။ဒါပေမဲ့သူမအိမ်ခန်းထဲကိုပြန်ရောက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အော်ဟစ်မိမတက်ဖြစ်သွားရတယ်။သူမရဲ့ကရင်ပေါ်မှာဆက်ရောင်ထမင်းအစုပ်တစ်ထည်ကတွေးခွက်တွေနဲ့အတူပြန်ကျဲနေတယ်။အဲ့ဒီထမင်းတွေကနေပုတ်စော်နှင်းလာတဲ့အနံ့စိုးတွေထွက်နေပြီးထမင်းကြားထဲကသပင်ရှည်ကြီးတွေကငွေတွေလိုတရွတ်တိုက်ထွက်လာနေတယ်။ငါဝိစားကိုပြန်ပြီးအတန်ကဂရင်အောက်ကနေထွက်လာတာပါ။နန်းအိန္ဒြာကြောက်လက်လက်နဲ့ငိုကြည့်လိုက်တဲ့အခါဂရင်အောက်မှာမျက်လုံးတစ်စုံအသားတွေလန်နေပြီးအစိမ်းရောင်ဝစ်စုံဝင်ထားတဲ့မင်းမပြိုတအုပ်ကသူမကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်။သူမရဲ့လက်သေးရှည်ကြီးတွေကနန်းအိန္ဒြာရဲ့ခြေချင်းဝစ်ကိုလှမ်းဖက်လိုက်တဲ့ချိန်မှာပဲကျွီအိတ်ခန်းကအလိုလျောက်ပွင့်သွားပြီးအပြင်ဘက်လေလူထဲမှာအစိမ်းရောင်မီခိုငွေတွေဖုံးလန်းသွားပါတော့တယ်။နန်းအိန္ဒြာတရားအတိစိတ်လွတ်မတဲ့ကြောက်လန့်နေစင်မှာပဲသူမရဲ့နားထဲကိုနောက်ထပ်စကားတစ်ခုတိုးဝင်လာခဲ့ပြန်လေ။သူ့ကိုမယုံနဲ့ကျောင်းသားကြီးကိုမယုံနဲ့အဲ့ဒီတန်ကနားထဲမှာပဲပက်တင်ထက်နေတော့မှာပဲဂရင်အောက်ကလက်ကြီးဟာရုတ်တရက်ပြောက်ကွယ်သွားခဲ့တယ်။နန်းအိန္ဒြာတကိုယ်လုံးချွေးစေးတွေပြန်ပြီးတုံရင်နေမိတယ်။ကျောင်းသားကြီးကိုမယုံနဲ့ဆိုတာဘာကိုဆိုလိုတာလဲ။ဦးလေးကြီးကသူမပေါ်အမြဲတမ်းကူညီပေးခဲ့တာမဟုတ်လား။နန်းအိန္ဒြာစိတ်ကိုချော့ချဖို့ကြိုးစားရင်မျက်နှာတိဖို့ရေချိုးကန်းထဲကိုဝင်လာခဲ့တယ်။အပြင်မှာမိုးကတဖွဲဖွဲရာနေတော့မေရေချိုးကန်းထဲကဝါချင်းချင်းမီတီလေးကတစ်ဖြည်းဖြည်းနဲ့ငင်းလူနေပါဖြစ်နေတယ်။သူမလက်ခုပ်ထဲရေထည့်ပြီးမျက်နှာကိုခပ်ပြင်းပြင်းတစ်လိုက်တယ်။အေးဆက်ဆက်ရေတွေကစိတ်ကိုနည်းနည်းကြည်လင်သွားစေပေမယ့်ရေချိုးကန်းထဲမှာပုတ်စော်နေတဲ့အနံကတော့ပိုဆိုးလာတယ်လို့ပဲ။နန်းအိန္ဒြာမျက်နှာတစ်ပြီးမှန်ကိုကြည့်လိုက်တဲ့အခါသူမရဲ့အနောက်မှာအစိမ်းရောင်ရိတ်ခင်းတဲ့ပုံရိပ်တစ်ခုဖြစ်သွားတာကိုမှန်ထဲကနေမြင်လိုက်ရတယ်။နန်းအိန္ဒြာလမ်းဖြတ်ပြီးအနောက်ကိုလှည့်ကြည့်လိုက်ပေမယ့်ဘာမှမရှိဘူး။ဒါပေမဲ့မှန်ကိုပြန်ကြည့်လိုက်တဲ့အခါမှာတော့သူမရဲ့ပခုံးပေါ်မှာဖြူပြောပြီးအကြောတွေထောင်နေတဲ့လက်ချောင်းရှိကြီးနှစ်ဖက်ကတင်းနေရကိုအထင်ရှားမြင်လိုက်ရတယ်။အမလေးသူမပခုံးကိုပုတ်ချလိုက်ပြီးမိအထီတွေကမရှိဘူး။မှန်ထဲမှာပဲအဲ့ဒီလက်ကြီးတွေကသူမလက်ပင်ကိုဖြည်းဖြည်းချင်းရေးပက်လာနေတာ။မှန်ထဲကနန်းအိန္ဒြာရဲ့မျက်နှာကတဖြည်းဖြည်းပြန်နှင်းလာပြီးအသက်ရှူရခက်ခဲလာတယ်။အပြင်လောကမှာတော့ဘယ်သူမှရှိမနေပေမယ့်သူမရဲ့လက်ပင်မှာတော့အေးဆက်ဆက်လက်ချောင်းတွေရဲ့ဖိအားကိုတကယ်ခံစားနေရတာပါ။နန်းအိန္ဒြာအာယူပြီးမှန်ကိုလက်တီးနဲ့ထိုးခဲ့လိုက်တယ်။မှန်ခွဲတဲ့အတူမှန်ခွဲစာတွေကျမ်းမြေပေါ်ကိုပြန်ကျဲသွားတဲ့အခါမှာဖိအားတွေလွတ်သွားပြီးသူမကျမ်းမြေပေါ်ဒူးထောက်ကျသွားခဲ့တယ်။အသက်ကိုလူရှုနေရင်မှန်ခွဲစာတစ်ခုကိုကြည့်လိုက်ပြီးတော့အဲ့ဒီမှန်ခွဲစာထဲမှာ
မျက်လုံးမရှိတဲ့အမျိုးသမီးတူကသူမကိုစိုက်ကြည့်နေပြီးသွေးတွေနဲ့စားတကြောင်ရေးပြနေတယ်။သူတက်တာငါ့ကိုသူတက်တာဘယ်သူခတ်တာလဲနန်းအင်ဒရာအော်မေးလိုက်ပေမဲ့မန်ခွဲစားတဲ့ကပုံရိပ်ကပြောက်ကွယ်သွားပြီးအဲ့ဒီချိန်မှာပဲအိမ်ရောက်ထက်ကနေတောက်နဲ့တကားတန်ကြားလိုက်ရတယ်။ဆီယာမလေးအိပ်ပျော်နေပြီလားကျွန်တော်ចောင်းဆောင်ကြီးပါဆီယာမလေးအတွက်စားစရာလာပေးတာဦးလေးကြီးရဲ့အတန်ကပုံမှန်အတိုင်းအေးဆေးနေပေမဲ့နန်းအိမ်ဒရာရဲ့ရင်ထဲမှာတော့ထိလက်မှုတွေစိုးမိုးသွားတယ်။သူ့ကိုမျိုးနဲ့ဆိုတဲ့သတိပေးစကားကကောင်းထဲမှာပြန်ကြားလာတယ်။သူမမှန်ကဲစားတွေကြားကနေထားလိုက်ပြီးအိမ်ရှိပြတင်းပေါက်ကနေအောက်ကိုငိုကြည့်လိုက်တယ်။အောက်မှာဦးလေးကြီးရက်နေတာမှန်ပေမဲ့သူမမြင်လိုက်ရတာကဦးလေးကြီးရဲ့အရေးဟာမြေပြင်ပေါ်မှာလူအေးလိုမဟုတ်ပဲလက်နှစ်ဖက်ကပစင်ကိုကင်ထားတဲ့ဘလူးတရေကြီးတကောင်ရဲ့အရေးလိုဖြစ်နေတာကိုပါပဲ။နန်းအိန္ဒြာပါဇက်ကိုလက်နဲ့ပိတ်ပြီးအတန်မထွက်အောင်အတင်းအောင်ထားမိတယ်။ဦးလေးကြီးကအပေါ်ကိုဖြည်းဖြည်းချင်းမောကြည့်လာပြီးဆီယာမလေးအထဲမှာရှိတာကျွန်တော်သိတယ်နော်။တကားဖွင့်ပေးပါဦး။ကျောင်းဆောင်ကြီးရဲ့အတန်ကအေးဆက်ဆက်နိုင်လာပြီးတကားကိုခောက်နေတဲ့အတန်ကပိုးပြီးစိတ်လာတယ်။နန်းအိန္ဒြာဟာအခန်းတကားကိုအတွင်းကနေတေချာချိန်ထိုးပြီးကရင်ချင်းကြီးမှကတ်ထိုင်နေမိတယ်။သူမရဲ့ရင်ခုန်တန်းဟာအပြင်ကမိုးတံတွေထက်တောင်ပိုကျနေသလိုပဲမိနစ်အနေငယ်ကြာတော့တကားခောက်တန်ရက်သွားပြီးခြေတံတွေကအဝေးကိုဆုတ်ခွာသွားသလိုကြားလိုက်ရတယ်။နန်းအိန္ဒြာတပြင်းချလိုက်မိပေမဲ့စိတ်ကတော့လုံးဝမအေးချမ်းနေဘူး။နောက်တနေ့မနေ့မှာတော့ရွာထဲမှာရိုးရိုးတက်တက်ဖြစ်နေတယ်။နန်းအိန္ဒြာကျောင်းကိုရောက်လာတဲ့အခါစောင်းနာမိဘတွေစူးယုံနေကြတာကိုတွေ့လိုက်ရတယ်။ဆီယာမကျွန်တော်သားလေးမောင်မျိုးပျောက်သွားလို့မင်းညကကျောင်းနောက်ဖေးမှာကစားရင်းနဲ့အိမ်ပြန်မလာတော့ဘူး။ဖခင်ဖြစ်သူကငွေရပြီးပြောပြတယ်။မောင်မျိုးဆိုတာနဲ့အင်ဒရာရဲ့အတန်းထဲမှာအမြဲတမ်းပြုံးရွှင်ရင်ရှိတယ်။ကလေးပါ။ရွာသားတွေနဲ့ကျောင်းဆောင်ကြီးဟာကျောင်းဝင်းတစ်ခုလုံးကိုနှက်နှက်ဆက်ဆက်လိုက်ရှာကြပေမယ့်မောင်မျိုးရဲ့အရေးအယောင်တော့မတွေ့ရဘူး။နန်းအင်ဒရာလည်းစိုးရိမ်စိတ်နဲ့ကျောင်းနောက်ဖေးကညောင်မင်းကြီးစီကိုတွားကြည့်မိတယ်။အဲ့ဒီညောင်မင်းကြီးကအလွန်အုံမင်းနေပြီးအမြင့်တွေကမြေပြင်ပေါ်မှာမွေးလိုရစ်ပက်နေတာ။အပြင်အောက်ကိုရောက်တဲ့အခါထူးဆန်းနေတဲ့အနံ့တစ်ခုကိုရလိုက်တယ်။တွင်းညီနဲ့အပုံနဲ့ရောနေတဲ့အနံ့မျိုးမောင်မျိုးရေနန်းအင်ဒရာခေါ်ကြည့်ပေမယ့်လေသိုးရန်ကလွဲလို့ဘာမှပြန်မကြရဘူး။ဒါပေမဲ့သူမအကြီးကညောင်ပင်ချင်ရင်ကအခန်းပေါက်ထဲကိုရောက်သွားတဲ့အခါအထဲမှာအစိမ်းရအဝေးစောတခုညှိနေတာကိုတွေ့လိုက်ရတယ်။သူမအဲ့ဒီအဝေးစားကိုလှမ်းဆွဲလိုက်တဲ့အချိန်မှာပဲအခန်းပေါက်ထဲကနေကျိုးဆိုတဲ့အတန်းနဲ့တူသပင်ရှည်ကြီးတွေကသူမလက်ကိုရစ်ဖက်ဖို့ကြိုးစားလာတယ်။နန်းအင်ဒရာလမ်းပြီးနောက်ဆွဲလိုက်တဲ့အခါခြေထောက်နဲ့တခုခုကိုတိုင်းမိသွားတယ်။ငုံကြည့်လိုက်တော့အဲ့ဒါဟာမောင်မျိုးရဲ့ចောင်းသားဖက်နှက်လေးနှစ်ဖက်ပါပဲ။ထူးဆန်းတာကအဲ့ဒီဖက်နှက်လေးတွေဟာမြေကြီးပေါ်မှာဒီတိုင်းကျနေတာမဟုတ်ပဲအိမ်ရှိမှချွတ်သားသလိုမျိုးတေတေတက်တက်စီထားတာပါ။နန်းအင်ဒရာဖက်နှက်လေးတွေကိုကောက်ကန်လိုက်တဲ့အခါဖက်နှက်ထဲကနေအေးဆက်ဆက်သွေးရည်ကြီးတွေစီးကြလာတယ်။ဆီယမလေးဘာတွေ့လို့လဲ။ရုတ်တရက်အလောက်ကထွက်လာတဲ့ចောင်းဆောင်ကြီးရဲ့အတန်းကြောင့်နန်းအင်ဒရာတုံတက်သွားပြီးဖက်နှက်လေးတွေကိုဖွက်လိုက်မိတယ်။ចောင်းဆောင်ကြီးရဲ့မျက်နှာကဒီနေ့မှပိုပြီးဖြူပြောနေတယ်လို့ပဲ။ဘာမှမဟုတ်ပါဘူးဦးလေး။ကလေးကိုမတွေ့လို့စိတ်မကောင်းဖြစ်နေတာပါ။နန်းအင်ဒရာအိမ်ကိုအမြန်ပြေးပေးလာခဲ့တယ်။သူမအိမ်ကနေရောက်လို့တကားပိတ်လိုက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းစားတကိုယ်လုံးထုံကျင်သွားရတယ်။သူမရဲ့အခန်းလေးမှာမောင်မျိုးရဲ့ဖက်နှက်လေးတွေနဲ့ပုံစံတူအစိမ်းရောင်ကလေးစီဖက်နှက်အသေးလေးတစ်စုံကရှိနေတာပါ။အဲ့ဒီဖက်နှက်လေးတွေကနေတဖြည်းဖြည်းနဲ့စိုးထိုင်းတိုင်းချီရလေးတွေထွက်ပေါ်လာပြီးနန်းအိန္ဒြာစီကိုဥတီရှောက်လိုက်နေလိုမျိုးတလန်းချင်းထင်လာခဲ့တယ်။လီထဲမှာတော့ကလေးတယောက်ရဲ့ငိုရန်တက်တက်နဲ့အတူစကားတစ်ခုကပဲ့တင်ထလာတယ်။ဆီယာမဗိုက်စားတယ်ကျွန်တော်ကိုចောင်းဆောင်ကြီးကျွေးတဲ့အသားတွေကအရတာမရှိဘူး။နန်းအိန္ဒြာအိတ်ခဲနိုင်ရန်ကိုကြောက်ကတ်ထားရင်မျက်လုံးပြူးကြည့်နေမိတယ်။အဲ့ဒီခြေရလေးတွေဟာသူမရဲ့ခြေထောက်နားမှာရက်သွားပြီးခြေရလေးတွေရဲ့ဘေးမှာသွေးနဲ့ရေးထားတဲ့စလုံးလေးတွေပေါ်လာတယ်။ဗီယိုထဲမှာကြည့်နန်းအိန္ဒြာရဲ့ရင်ခုန်တန်းဟာနတ်ထင်းမတင်တရင်တိတ်နဲ့မြည်နေတယ်။အခန်းနောက်ကတေတာဗီယိုကြီးကမောင်ရိပ်ထဲမှာကြောက်စရာကောင်းတဲ့လူတစ်ယောက်ရဲနေသလိုပဲသူမဓမီကိုကြည်ကြည်ပါအောင်ဆုပ်ကန်ပြီးဗီယိုတကားကိုဖြည်းဖြည်းချင်းဆွဲဖွင့်လိုက်တယ်။ဗီယိုတကားပွင့်သွားတာနဲ့အမျှအတွင်းထဲကနေဟောင်းနှဲပုတ်စော်နေတဲ့အနံဆိုးကြီးကအခန်းထဲကိုအလူရက်တိုးဝင်လာတယ်။ဗီယိုထဲမှာသူမရဲ့အဝေးစားတွေရှိမနေတော့ပဲအစိမ်းရောင်ဝစ်စုံအဆုပ်တွေနဲ့သပင်အထွေးလေကြီးတွေကပြင်းနေနေတယ်။နန်းအိန္ဒြာဓမီနဲ့အတွင်းထဲကိုထိုးကြည့်လိုက်တဲ့အခါဗီယိုရဲ့အတွင်းဘက်နေရာမှာတွေးတွေနဲ့ရေးချထားတယ်။စားသားတစ်ခုကိုတွေးလိုက်ရတယ်။စားသားတွေကဆွတ်ပြက်နေပေမဲ့ဖက်လို့တော့ရသေးတယ်။ငါနိုင်မင်းနေငါ့ကိုသူတို့တိုက်ခဲ့တာ။ကျောင်းသားကြီးနဲ့ရွာလူကြီးသူတို့နှစ်ယောက်လုံးသိတယ်။ငါခန္ဓာကိုယ်ကိုနယံထဲမှာထည့်ထားတယ်။စားကိုဖက်နေရင်နန်းအိန္ဒြာရဲ့ကြောပြင်ပေါ်ကိုအေးဆက်ဆက်လေးတစ်ချက်ကဝေကနေတိုက်သွားတယ်။သူမလှည့်ကြည့်လိုက်တဲ့အခါဗီယိုရဲကသပင်ပုံကြီးကြားတဲ့ကနေဖြူဖြောနေတဲ့လက်တစ်ဖက်ထွက်လာပြီးသူမရဲ့လက်မောင်းကိုအသေးဆွဲညှစ်လိုက်တယ်။နန်းအိန္ဒြာနောက်ကိုလမ်းပြီးလဲကျသွားချိန်မှာပဲဗီယိုရဲကနေအစိမ်းရောင်ဝစ်စုံတဲ့အမျိုးသမီးကခန္ဓာကိုယ်ကိုခါထိုးကြီးအတိုင်းတရွတ်တိုက်ထွက်လာတယ်။သူမရဲ့မျက်နှာမှာအရေပြားတွေမရှိတော့ပဲတွေးသားတွေအလွာလိုက်လန်းနေပြီးမျက်လုံးအိမ်တွေကဟာလာဟင်းလင်းဖြစ်နေတယ်။ငါကိုပြန်ထုတ်ပေးဝိနိမာလေးရဲ့အတန်ကအကွဲနေပြီးအခန်းတစ်ခုလုံးတောက်ခါသွားစေတယ်။နန်းအိန္ဒြာကြောက်ကြောက်နဲ့
အခန်းပြင်ကိုပြေးထွက်ဖို့ကြိုးစားပေမဲ့အခန်းတကားကအပြင်ကနေပိတ်ထားသလိုလုံးဝဖွင့်လို့မရတော့ပါဘူးအဲ့ဒီချိန်မှာပဲအခန်းပြတင်းပေါက်ကနေအောက်ကိုငိုးကြည့်လိုက်တော့ကျောင်းတော်ကြီးဟာပစိန်ကိုပခုံးပေါ်ထမ်းပြီးအင်းလေးကားကနေတဖြည်းဖြည်းတက်လာနေတာကိုတွေ့လိုက်ရတယ်သူ့ရဲ့မျက်နှာကလူမျက်နှာမဟုတ်တော့ပဲတရိษံတကောင်လိုပြူးကျဲပြီးတွေးဆနေတဲ့ပုံစံမျိုးဖြစ်နေတယ်ဆီယာမလေးဗီယိုတဲကအမှန်တရားကိုသိသွားပြီလားသိသွားရင်တော့အသက်ရှင်ဖို့မလွယ်တော့ဘူးဗျဦးလေးကြီးရဲ့အတန်ကတကားပြင်ဘက်ကနေကတ်ထွက်လာတယ်သူဟာတကားကိုပစိန်နဲ့စတင်ပြီးပေါက်ပါတော့တယ်တကားတွေအကွဲသွားတိုင်းနန်းအင်ဒရာရဲ့မျောလင်းချက်တွေပျောက်ဆုံးလာတယ်အခန်းထဲမှာကလည်းအစိမ့်တွေဝင်းကြီးကသူမစီကိုတဖြည်းဖြည်းတိုးကပ်လာနေပြီနန်းအင်ဒရာဟာမူးဝေပြီးလဲကျလူနေပါဖြစ်နေချိန်မှာပဲသူမရဲ့မျက်စိထဲမှာတောင်းသားလေးမောင်မျိုးရဲ့ပုံရိပ်ကိုမြင်လိုက်ရတယ်မောင်မျိုးဟာအခန်းနောက်ကကြောက်တင်မောအသေးလေးပေါ်မှာတွင်းနဲ့စားတော်ဆောင်ရေးပြနေတယ်ဆီယာမနန်းရဲ့ကိုရိုက်ခွဲလိုက်အဲ့ဒီမှာထွက်ပေါက်ရှိတယ်နန်းအင်ဒရာဟာနောက်ဆုံးအားကိုညှစ်ထုတ်ပြီးအခန်းဘေးကနန်းရဟောင်းကြီးကိုကလက်ထိုင်းနဲ့အားကိုလွှဲရိုက်လိုက်တော့တယ်ဟောင်းနှွှဲလာတဲ့တတနန်းရဟာနန်းအင်ဒရာရဲ့အားကိုလွှဲရိုက်မှုကြောင့်ပွင့်ထွက်သွားခဲ့တယ်ဒါပေမဲ့နန်းရနောက်မှာရှိနေတာကလွတ်မြောက်ရလက်မဟုတ်ပဲအမောင်တို့ဖုံးလွှမ်းနေတဲ့လှုပ်ရဲ့အခန်းကျင်းလေးတစ်ခုဖြစ်နေတယ်အဲ့ဒီအခန်းထဲကနေထွက်လာတဲ့အပုံနှံကနန်းအင်ဒရာကိုပြုတ်အန်ဂျင်စိတ်ပေါက်သွားစေတယ်ဓမီနဲ့အတားရထိုးကြည့်လိုက်တဲ့အခါသူမရဲ့အသက်ရှူတဲ့နဲ့ရက်တန့်သွားရတယ်နန်းရအတွင်းဘက်အခေါင်းထဲမှာအစိမ်းရောင်ဝစ်စုံနဲ့အမျိုးသမီးတယောက်ရဲ့ရုပ်အလောင်းဟာမတက်ရဲ့အနေထားအတိုင်းအသားတွေအယိုးပေါ်အေးတင်ခြောက်ကန်နေပြီဖြစ်ပေမယ့်သပင်တွေကတော့ထူးဆန်းစွာရှည်ထွက်နေတော့မှာပဲအဲ့ဒါဟာပြောက်ကွယ်နေတဲ့ဆီယာမနေရဲ့အလောင်းဆိုတာသိချခဲ့ပြီဒုံအိတ်ခမ်းတကားဟာပစိန်နဲ့ကြအပေါက်ကြီးဖြစ်သွားပြီတောင်းတောက်ကြီးရဲ့နင်းမြဲနေတဲ့မျက်လုံးကအပေါက်ကြားကနေချောင်းကြည့်လာတယ်တွေ့သွားပြီပေါ့ဆီယာမလေးဒီเจ้าကတုတ်တဲ့ဟောင်းပေါ်မှာစောက်ထားတာအပြဆီယာမနင်းကအဲ့ဒီလူဝက်ချက်ကိုသိသွားလို့ကျွန်တော်တို့ဖျောက်ဖျက်လိုက်ရတာအခုတော့ဆီယာမလေးကသူ့ရဲ့အဖေါ်ဖြစ်ဖို့အလှည့်ရောက်ပြီးကျောင်းဆောင်ကြီးကတကားကိုခြေထောက်နဲ့ကန်ဖွင့်လိုက်ပြီးအခန်းထဲကိုဝင်လာတယ်သူ့ရဲ့လက်ထဲကပစိန်ကနေတွေးတွေတစ်စက်တစ်စက်ကြားနေတော့မေနန်းရွာဟာနောက်ဆုံးရင်းနေဆီယာမနင်းရဲ့အလောင်းသားကိုရောက်သွားခဲ့တယ်ဦးလေးဒါဟာမတရားဘူးဦးလေးတို့မှအပြစ်ရှိတယ်အပြစ်လားဟာဟာဟာဒီရွာမှာငါကပဲတရားသူကြီးငါကပဲလူတမပဲမောင်မျိုးလေးတော့ငါ့ကိုမလွန်ဆန်းနိုင်ခဲ့ဘူးဆီယာမလေးလည်းအတူတူပဲပေါ့ဦးလေးကြီးကပစိန်ကိုမြောက်ပြီးနန်းအင်ဒရာစီကိုပြေးဝင်လာတဲ့အချိန်မှာပဲခန်းထဲကအပူချိန်ဟာယုတ်တိရဲ့အနှုတ်ဒီကရီအထိကျဆင်းသွားလို့အေးစိမ်သွားခဲ့တယ်။နိုင်ငံထဲကဆီယာမနေရဲ့အလောင်းဟာမျိုးလုံးတွေကိုဖြည်းဖြည်းချင်းပွင့်လာပြီးသူမရဲ့ဖြူဖြောတဲ့လက်ကြီးတွေဟာနန်းအင်ဒရာရဲ့ရှေ့ကနေကာကွယ်လိုက်သလိုထွက်ပေါ်လာတယ်။အခန်းထဲမှာမိခိုးငွေတွေအစိမ်းရောင်ပြောင်းသွားပြီးဆီယာမနေရဲ့ဝင်းကြီးဟာလေထဲမှာတလူလူလွင့်နေတော့တယ်။မင်းတက်ခဲ့တာငါ့ကိုမင်းတက်ခဲ့တာဆီယာမနေရဲ့အော်ရန်ကအေအိုကြီးတစ်ခုလုံးကိုတုန်ခါသွားစေတယ်။တောင်းတောင်ကြီးဟာကြောက်လန့်တကြားနဲ့ပစိန်ကိုပြစ်ချပြီးအပြင်ကိုပြေးထွက်ဖို့ကြိုးစားတယ်။ဒါပေမဲ့အိတ်ခမ်းလက်ကဟာသူ့အလိုလိုပြင်းပိသွားပြီးဆီယာမနီးရဲ့သပင်ရှည်ကြီးတွေကကျောင်းဆောင်ကြီးရဲ့လက်ပင်ကိုမွေးလိုရစ်ပက်လိုက်တော့တယ်။နန်းအင်ဒရာဟာကြောက်လန့်တကြားနဲ့ကျမ်းမြေပေါ်ကိုဝင့်နေမိစင်မှာပဲဆီယာမနီးရဲ့ဝင်းကြီးကသူ့မဘက်ကိုလှည့်ကြည့်လာတယ်။သူမရဲ့မျက်နှာကခုနကလိုကြောက်စရာမကောင်းတော့ပဲဝမ်းနည်းမှုတွေပြည့်နေနေတဲ့မျက်နှာမျိုးဖြစ်နေတယ်။ဆီယာမလီပြီးတော့ဒီနေရာကမလုံခြုံတော့ဘူး။ကျောင်းရှိကရေကန်ထဲကငါရဲ့အမှန်တရားကိုသွားရှာပါ။နန်းအင်ဒရာဟာအာယူပြီးပဒင်းပေါက်ကနေအပြင်ကိုခုန်ချလိုက်တယ်။သူမရေကန်ရှိရာကိုပြေးနေရင်အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါဝင်းနှဲအိမ်ရအိအိုကြီးဟာအစိမ်းရောင်မိတောက်တွေနဲ့အတူတဖြည်းဖြည်းပြောက်ကွယ်သွားတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့သူမရေကန်နားကိုရောက်တဲ့အခါမှာတော့ရေကန်ထဲကနေဖြူဖြောနေတဲ့ကလေးလက်လေးတွေယာနဲ့ချီပြီးကန်းဆက်ကိုလန်တက်ဖို့ကြိုးစားနေတာကိုထိတ်လန့်ဝယ်မြင်တွေ့လိုက်ရပါတော့တယ်။အဲ့ဒီအခိုက်တန်ဟာနန်းအိမ်တော်အတွက်တော့ကဘာပြည့်နေသလိုပါပဲ။သူမနောက်ကိုဆုပ်လိုက်စင်ပါပဲ။တစုံတစ်ယောက်ကသူမရဲ့ပခုံးကိုအုပ်ကင်ထားလိုက်တယ်။ဆီယမလေးဒီချိန်ကြီးဒီမှာဘာလုပ်နေတာလဲ။ရွာလူကြီးဖြစ်နေပါတယ်။သူ့နောက်မှာတော့ရွာသားအချို့ကမိတို့တွေကင်ပြီးပါလာကြတယ်။နန်းအိမ်တော်ဟာတုံတုံရင်းနဲ့ရေကန်ထဲကိုလွန်ညှိုးညွှန်ပြလိုက်ပေမဲ့ဒူးစဲနာကသူမတွေ့ခဲ့တဲ့လက်ကလေးတွေဟာချက်ချင်းစသလိုရေအောက်ကိုငိုရှုပြောက်ကွယ်သွားကြပြီ။ချောင်းဆောင်ကြီးကလူတက်သမားပဲ။သူဆီယမနင်းကိုတက်ခဲ့တာအိမ်ပေါ်မှာလည်းအလောင်းရှိတယ်။နန်းအိမ်တော်အော်ဟေးပြောဆိုပေမဲ့ရွာလူကြီးကတော့တင်းငင်နေစေ။ဆီယမလေးစိတ်ချောက်ချနေတာဖြစ်မှာပါ။လာရွာထဲကိုလိုက်ခဲ့။ဒီညတော့ကြောက်မှမနေပါနဲ့တော့။နန်းအိမ်တော်ကိုရွာလူကြီးရဲ့အိမ်ကိုခေါ်လာခဲ့တယ်။ဒါပေမဲ့ရွာသားတွေရဲ့အချီတွေကပုံမှန်မဟုတ်ဘဲသူမကိုဝိုင်းပြီးစောင့်ကြည့်နေလို့ခံစားရတယ်။သူမအတွက်ပြင်ဆင်ထားပြီးတဲ့အခန်းရောက်တော့အပြင်ကနေတန်ကြိုးခတ်တန်ကိုကြားလိုက်ရတယ်။သူမအချင်းချခံလိုက်ရပြီ။အဲ့ဒီခါမှာပဲအခန်းနောက်ကမှော်ရိပ်ထဲကနေရဲရန်တစ်ခုထွက်ပေါ်လာတယ်။ပျောက်ဆုံးနေတဲ့ကျောင်းသားလေးမမျိုးပါ။ဒါပေမဲ့မမျိုးရဲ့ပုံစံကအရင်လိုမဟုတ်တော့ပါဘူး။သူ့ရဲ့မျက်လုံးတွေကနူးညံ့နေပြီးလက်ဝင်းမှာလည်းပစိန်တန်ရကြီးနဲ့တွေးရစီကြနေတော့မယ်။မမျိုးတားလီဆီယာမသူတို့ကဆီယာမကိုတက်ပြီးရေကန်နဲ့ပြစ်ချမလို့တဲ့။အဲ့ဒီရေကန်ထဲမှာကျွန်တော်တို့လိုကလေးတွေအများကြီးပဲ။ကျောင်းတော်ကြီးကကျွန်တော်တို့ကိုတက်ပြီးရွာလူကြီးကအလောင်းဖြောက်ပေးတာ
မောင်မျိုးရဲ့စကားကနန်းအိန္ဒြာကိုအေးခဲသွားစေတယ်။ဒီရွာတစ်ခုလုံးကလူတက်သမားတွေနဲ့ပူးပေါင်းနေကြတာလား။အဲ့ဒီခါမှာပဲမောင်မျိုးရဲ့ကိုယ်ထဲကိုအစိမ်းရအငွေ့တက်တစ်ခုတိုးဝင်လာပြီးသူ့ရဲ့အတန်ကရုတ်တရက်ပြောင်းလဲသွားတယ်။နင်းလဲငါလိုပဲဒီမှာသေးရမှာနင်းလဲအစိမ်းနေသေးရမှာမောင်မျိုးရဲ့ဝိညာဉ်ဟာနန်းအိန္ဒြာစီကိုခုံအုပ်လိုက်ပြီးသူမရဲ့လေပင်ကိုအာကုန်ညှစ်လိုက်ပါတော့တယ်။နန်းအိန္ဒြာရုံးကန်နေရင်းနဲ့အခန်းထဲမှာချိတ်ထားတဲ့ဖျားပုံတော်ကိုမြင်လိုက်ရပြီးအာယူကအော်ဟဲလိုက်တယ်။မောင်မျိုးသတိထားစမ်းဒါဆီယာမလေးမောင်မျိုးရဲ့ကိုယ်ထဲကနေအမြင့်တမီတယောက်ရဲ့ဆူချတဲ့အော်လန်ကြီးထွက်ပေါ်လာပြီးဝိညာဉ်ကကွဲထွက်သွားလို့ဖြစ်သွားခဲ့တယ်။မောင်မျိုးရဲ့ဝိညာဉ်ဟာပြန်လည်တည်ငြိမ်သွားပြီးနန်းအိန္ဒြာကိုတနာစပွဲကြည့်လာတယ်။ဆီယာမပြေးတော့ရွာလူကြီးလာနေပြီးအခန်းအောက်ကကျမ်းမြေကကျိုးနေတယ်။အဲ့ဒီကနေဆင်းပြေးနန်းအိန္ဒြာဟာမောင်မျိုးပြောတဲ့အတိုင်းကျမ်းမြေပေါက်ကနေအောက်ကိုငုံဆင်းလိုက်ချိန်မှာပဲအပေါ်ကတကားပုတ်သွားပြီးရွာလူကြီးကလက်ထဲမှာတွဲဆွနေတယ်။ဒါတလက်နဲ့ဝင်လာတာကိုမြင်လိုက်ရပါတော့တယ်။နန်းအိန္ဒြာဟာကျမ်းမြေအပေါက်ကနေအိမ်အောက်ကိုခုန်ဆင်းလိုက်ချိန်မှာပဲအပေါ်ထဲကနေဘုံခနဲ့တကားပွင့်သွားတဲ့အတူရွာလူကြီးရဲ့ဟိန်ဟောက်တန်ကိုကြားလိုက်ရတယ်။ရှားစမ်းအောက်ဆင်းပြေးပြီးဘယ်သူမှမလို့စင်နဲ့သူမဟာမောင်တို့ကိုအကာအကွယ်ယူပြီးကျောင်းဝင်းဟောင်းစီကိုပဲဥတီပြေးမိတော့တယ်။မိုးကလည်းတဲတဲမဲမဲပြန်ရလာပြီးလျှက်စီးတွေကကောင်းကင်တစ်ခုလုံးကိုဖျက်ဆီးနေတယ်။လျှက်စီးတစ်ချက်လဲလိုက်တိုင်းသူမရဲ့အနောက်မှာဓာတ်ရှည်တွေကိုစီပြန်လိုက်လာတယ်။ရွာသားတွေရဲ့အရေးတွေကိုဝရဝါမြင်နေရတယ်။နန်းအိန္ဒြာဟာအသက်လူပြေးရင်ကျောင်းသားအိုကြီးတဲ့ကိုပြန်ဝင်မိသွားတယ်။ကျောင်းထဲမှာတော့အေးစိမ့်နဲ့အငွေ့တက်တွေကစောင့်ကြိုနေစေသူမဟာအဘော်တဲ့ကိုမတက်ရတော့ပဲမြောက်ခမ်းဘက်ကိုပဲခိုးကြောင်ခိုးဝဲဆင်းလာခဲ့တယ်။ဒီမှာရှိမှာပဲအထဲဝင်ရှာကြရွာသားတွေကျောင်းဝင်းထဲကိုရောက်လာကြပြီ။နန်းအိန္ဒြာဟာမြောက်ခမ်းရဲ့အမောင်ဆုံးတောက်ကတစ်တာဟောင်းကြီးတွေနောက်မှာပုံနေမိတယ်။သူမရဲ့အသက်ရှူတံကိုယ်တော်လက်နဲ့အတင်းပိတ်ထားရတယ်။အဲ့ဒီခါမှာပဲသူမရဲ့ပခုံးပေါ်ကိုအေးစစ်စစ်လက်တစ်ဖက်ကလာတင်နေ။နန်းအိန္ဒြာလက်အော်မလို့ဖြစ်သွားပြီမယ်။ပါဇက်ကိုအတင်းပိတ်ထားလိုက်တယ်။လက်ကြည့်လိုက်တဲ့အခါအဲ့ဒါဟာအစိမ်းရောင်ဝစ်စုံနဲ့ဆီယာမနှင်းရဲ့ဝိညာဉ်ဖြစ်နေတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့သူမရဲ့မျက်နှာကတောက်စရာမကောင်းတော့ပဲနန်းအိန္ဒြာကိုကဲတင်ခြင်းတဲ့ပုံစံမျိုးဖြစ်နေတယ်။ဆီယာမနှင်းကနယံတစ်ခုစီကိုလက်ညှိုးညွှန်ပြတယ်။အဲ့ဒီနယံကအရင်ကကျောင်းဆောင်ကြီးပစိမ့်နဲ့ထိုးခဲ့တဲ့နေရာဟောင်းမေ။နယံထဲမှာငါရဲ့မျက်လုံးတွေရှိတယ်။အဲ့ဒါကိုသူတို့စီပြလိုက်။နန်းအိန္ဒြာဟာဘာကိုဆိုလိုမှမသိပေမဲ့နယံကြားကနေကျနေတဲ့တန်မှုအဟောင်းလေးတစ်ပုဒ်ကိုကောက်ကန်လိုက်တယ်။အထဲမှာတစ်ခုခုလှုပ်ရှားနေလို့ပဲ။အဲ့ဒီခါမှာပဲရွာလူကြီးနဲ့ရွာသားတွေမြောက်ခန်းထဲကိုရောက်လာကြတယ်။ပြီးတော့အလင်းရအောက်မှာရွာလူကြီးရဲ့မျက်နှာကတွေးဆနေတဲ့ဘလူးတစ်ကောင်လိုပဲမိပြီဆီယာမလေးဒီညတော့နေလဲဆီယာမနင်းလို့ပဲမြင်းမြို့ခံရမှာပဲရွာလူကြီးကဓာတ်ကိုမြပြီးပြေးဝင်လာချိန်မှာပဲနန်းအိန္ဒြာဟာလက်ထဲကတန်ဘူးကိုဖွင့်ပြီးရှေ့ကိုပစ်ထုတ်လိုက်တယ်တန်ဘူးထဲကနေထွက်လာတာကအသားစားတွေမဟုတ်ပဲအစိမ်းရောင်တောက်လောင်နေတဲ့ဝိညာဉ်မျက်လုံးတစ်စုံဖြစ်နေတယ်အဲ့ဒီမျက်လုံးတွေကထွက်ပေါ်လာတဲ့အလင်းတက်ဟာရွာလူကြီးရဲ့မျက်နှာကိုတက်တက်မြင်သွားခဲ့တယ်ငါမျက်စိတွေရွာလူကြီးဟာနာကျင်စွာအော်ဟစ်ပြီးလဲကျသွားတယ်အဲ့ဒီခါမှာပဲမြေအုပ်ခန်းထဲကအမောင်လူတွေကနေဆီယာမနီးနဲ့အတူဒေဆုံသွားခဲ့တဲ့ကျောင်းသားလေးတွေရဲ့ဝိညာဉ်တွေရာနဲ့ချီပြီးထွက်လာကြတယ်။သူတို့အားလုံးဟာစိတ်ရဝစ်စုံနေဝေထားကြပြီးရွာသားတွေကိုဝိုင်းရန်လိုက်ကြပါတော့တယ်။အခုတော့ငါတို့အလှည့်ပဲအကွဲနေတဲ့ဝိညာဉ်တွေရဲ့အော်ဒန်ကြီးကမြေခန်းတစ်ခုလုံးကိုတုန်ခါသွားစေပြီးနန်းအိန္ဒြာဟာထိတ်လန့်ပွဲမြင်ကွင်းကိုကြည့်ရင်အထိစိတ်တွေလွတ်သွားပါတော့တယ်။နန်းအိန္ဒြာသတိပြောင်းဝင်လာတဲ့အချိန်မှာတော့ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေလို့နေပြီးမြေခန်းထဲမှာမိတို့တွေငိမ့်သွားပြီးလောက်ခွင့်ညရဲ့အမောင်တို့ကပိုလို့တောင်ကြီးစိုးနေတယ်။သူမအာယူပြီးထားလိုက်တဲ့အခါခြေထောက်အောက်မှာတခုခုတိုင်းမိသွားတယ်။ရွာလူကြီးရဲ့ဓာပါဒါပေမဲ့ထူးဆန်းတာကရွာလူကြီးရောလိုက်လာတဲ့ရွာသားတွေရောတယောက်မှရှိမနေတော့ပဲသူတို့ရဲ့အဝေစားတွေကကျမ်းမြေမောင်မှာပြန်ကျင်းနေတာပါ။ဆီယာမလေးဒီဘက်ကိုလာပါ။ဆီယာမနင်းရဲ့အတန်ကမြေရောက်ခဲရဲ့အနယ်ဆိုင်ဆုံးနေရန်တစ်ခုစီကနေထွက်လာတယ်။နန်းအိန္ဒြာဟာဓမီကိုအာယူဖွင့်ပြီးအတန်လာရကိုရှောက်သွားမိတယ်။အဲ့ဒီနေရာမှာအရင်ကသူမမမြင်ဘူးခဲ့တယ်။အုတ်နေရန်ဟောင်းတစ်ခုရှိနေတယ်။အုတ်နေရန်ပေါ်မှာနှင်းဆိုတဲ့နာမည်ကိုလက်ထဲနဲ့ကုတ်ချီရေးထားတာကိုတွေ့လိုက်ရတယ်။နန်းအိန္ဒြာဟာဘေးမှာရှိတဲ့ပစိန်ကိုကောက်ကန်ပြီးအဲ့ဒီနေရန်ကိုအာကုန်လွှဲရလိုက်တယ်။အုတ်ခွဲတွေပြိုကျသွားတဲ့နောက်မှာတော့လှုပ်ဝက်အခန်းချင်းလေးတစ်ခုပေါ်ထွက်လာတယ်။အဲ့ဒီထဲမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်နန်းအိန္ဒြာပါဇက်ကိုလက်နဲ့အုပ်ပြီးငိုချလိုက်မိတော့တယ်။အထဲမှာဆီယာမနေရဲ့အယိုးစုတာမကပဲပျောက်ဆုံးနေတဲ့မောင်မျိုးနဲ့တခြားသောចောင်းသားလေးတွေရဲ့ရုပ်အလောင်းတွေပါတန်းစီပြီးရှိနေကြပါ။သူတို့အားလုံးဟာအရှင်လက်လက်နေရန်ထဲမှာပိတ်လောင်တက်ခံရခဲ့ရတာဖြစ်ပါတယ်။ရွာလူကြီးနဲ့ចောင်းဆောင်ကြီးဟာသူတို့ရဲ့မကောင်းမှုတွေကိုဖုံးကွယ်ဖို့အတွက်ဒီကလေးတွေနဲ့ဆီယာမကိုရေးပူဆိုသလိုမျိုးရရက်ဆက်ဆက်တက်ပြစ်ခဲ့ကြတာပါ။ကျမတို့ကိုကူညီပါဆီယာမလေးကျမတို့ကိုဒီအမောင်တို့ကနေထုတ်ပေးပါအယိုးစုတွေကြားကနေဝိညာဉ်တွေရဲ့တုံးညင်းနဲ့တောင်းဆိုတံတွေထွက်ပေါ်လာတယ်။နန်းအိန္ဒြာဟာကြောက်စိတ်တဲ့ဒနာစိတ်ကပိုလာပြီးလက်နဲ့ပဲအုတ်ခဲတွေကိုဖယ်ရှားပေးနိုင်တယ်။အဲဒီချိန်မှာပဲမြောက်ခန့်အပေါက်ဝါကနေအစိမ်းရောင်မိတော့တွေစတင်တောက်လောင်လာတယ်။အေယုံကြီးဟာစတင်ပြိုကျနေပြီးနန်းအိန္ဒြာဟာဆီယာမနင်းရဲ့အယိုးစုတွေကနေ
လက်စွပ်လေးတစ်ခွေးနဲ့မမျိုးရဲ့ဖနက်လေးကိုအမတ်တရကောက်ယူပြီးအပြင်ကိုအမြန်ပြေးထွက်ခဲ့ရတယ်။ကျောင်းဝင်းထဲကိုရောက်တဲ့အခါကျောင်းဆောင်ကြီးနဲ့ဝင်းတဲ့အိမ်ယာဟာမိတောက်တွေကြားမှာပြကျနေပြီးဒါပေမဲ့ထူးဆန်းတာကအဲ့ဒီမိတောက်တွေထဲမှာလူတက်ဓမ္မရွာလူကြီးနဲ့ကျောင်းဆောင်ကြီးတို့ဟာဝင်းကြီးတွေရဲ့ဆွဲခေါ်မှုကိုခံရရင်မိထဲမှာအောက်ဟင်းငိုရိုးတဲ့ရကိုနဲ့အင်ဒရာမြင်လိုက်ရတယ်။သူမကျောင်းကိတ်ဝါကနေထွက်ခါနေအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမိခုံးဝေတွေကြားမှာဆီယာမနှင်းနဲ့ကလေးတွေဟာလက်ဝဲရမ်းပြီးကြံရိတ်ခဲ့တာကိုဘိုးတော်ကမြင်လိုက်ရပါတော့တယ်။ကျောင်းသားဟောင်းကြီးမိလောင်ပြောက်ကျသွားပြီးနောက်နန်းအင်ဒရာဟာမိုးရီထဲမှာပဲလက်မကြီးဘော်ကိုရအောင်အာယူလျှောက်ခဲ့တယ်။သူမရဲ့လက်ထဲမှာဆီယာမနှင်းရဲ့လက်စွပ်လေးနဲ့မမျိုးရဲ့ဖနက်လေးကိုတင်းတင်းဆုပ်ခိုင်းထားစေပဲ။နောက်တစ်နေ့မနေ့မှာတော့ရက်တက်ဖက်ဝင်မြရွာကိုရောက်ရှိလာကြတယ်။နန်းအင်ဒရာရဲ့သတင်းပေးချက်အရကျောင်းဝင်းတင်းမှရှိတဲ့မြေရောက်ခန်းနဲ့ရေကန်ဆက်ကိုတူဖို့ကြည့်ကြတဲ့အခါမှာတော့တရွာလုံးကိုသုံးလုံးစေတဲ့အမှန်တရားဟာထွက်ပေါ်လာခဲ့တယ်။ပြောက်ဆုံးနေတဲ့ဆီယာမနှင်းအပါဝင်ကျောင်းသားကျောင်းသူအများပြားရဲ့အယုစုများကိုရှာဖွေတွေ့ရှိခဲ့ရတယ်။ရွာလူကြီးနဲ့ကျောင်းသားကြီးအပါအဝင်မကားမှုတွေပါဝင်ခဲ့ကြတယ်။ရွာသားအချို့မှာမီးလောင်ပြင်းထဲမှာထူးဆန်းစွာအလောင်းတောင်ရှာမရအောင်ပြက်ကွယ်သွားခဲ့တယ်။နိုင်အင်ဒရာဟာဆီယာမနှင်းနဲ့ကလေးများအတွက်ကောင်းမှုကုသိုလ်ပြုလုပ်ပေးပြီးတန်ဃာတော်တွေများကိုပင်ဖိတ်ကကျောင်းဝတ်အတွင်းအများအတန်းပေးဝေခဲ့တယ်။ဆီယာမနှင်းအခုဆိုရင်အလုံးလွတ်လပ်သွားကြပါပြီ။ကောင်းရဒုက္ခရီကိုသွားကြပါတော့နော်။သူမစူတောင်းပေးနေစဉ်မှာပဲလေးအေးတစ်ချက်ဝေကနေလိုက်သွားပြီးနားထဲမှာကျေးဇူးတင်ပါတယ်ဆီယာမလေးအတန်တက်လေးကိုကြားလိုက်ရတယ်။သူမမောကြည့်လိုက်တဲ့အခါကောင်းကင်ရဲ့မှာဆက်ရောက်အလင်းတန်းလေးတစ်ခုမြောက်ဘက်ကိုလွင့်ပြန်သွားတာကိုမြင်လိုက်ရတယ်။ဒီနေ့ခန့်ကြားပြီးရဲ့နောက်မှာတော့နန်းအင်ဒရာဟာမြို့ဝက်ကိုပြောင်းရွှေ့တာဝန်ကျခဲ့ပေမယ့်အဲ့ဒီရွာကလေးကိုတစ်ခေါက်ပြန်ရောက်လာခဲ့တယ်။ကျောင်းသားအဒီလေးမှာအရင်ကလိုခြားခြားစရာမကောင်းတော့ပဲကလေးငယ်များရဲ့စာအုပ်တများနဲ့စီကားနေပြီးဒါပေမဲ့လည်းရွာသားများရဲ့ပြပြချက်အရလာပြညာတိုင်းကျောင်းဝင်းတွင်းမှာရှိတဲ့ညောင်မကြီးအောင်မှာအစိမ်းရဝှစုံနဲ့အမျိုးသမီးတအုပ်ဟာကလေးငယ်တအုပ်ကိုဝိုင်းရံကစာတင်ပြနေတယ်။ပုံရိပ်ကိုဝရဝမြင်တွေ့နေရဆဲဖြစ်တယ်။အဲ့ဒီဝင်းကြီးတွေဟာလက်စားချေဖို့မဟုတ်တော့ပဲသူမတို့ချစ်မြတ်လို့တဲ့စာတင်ကန်းလေးကိုမခွဲနိုင်လို့စောင့်ရှောက်နေကြခြင်းသာဖြစ်ပါတော့တယ်။နန်းအင်ဒရာဟာညောင်မကြီးကိုနောက်ဆုံးအကြိမ်နှုတ်ဆက်ရင်းပြုံးပြလိုက်မိတယ်။သူမရဲ့ရင်ထဲမှာတော့အစိမ်းနေကြောင်စရာမဆိုတဲ့အမီနာမဟာကြောက်စရာကောင်းတဲ့အမတရားမဟုတ်တော့ပဲမတရားမှုကိုတော်လှန်ခဲ့တဲ့သူရဲကောင်းတယောက်ရဲ့ပုံမြင်အဖြစ်ထာဝရကိတ်အောင်နေပါတော့တယ်။ဇလန်လေးကတော့ဒီမှာပဲအဆုံးသတ်သွားပါပြီ။ဇလန်လေးကိုချိန်ပေးပြီးနားစီအားပေးခဲ့ကြတယ်။တအုပ်တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ရက်တွေမှာလည်းစိတ်ဝင်စားပေးရကောင်းတဲ့ဇလန်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်အားပေးပြီးတော့နားဆင်ပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။